ဒီဗီဒီယိုထဲမှာတော့ယောဂနဲ့ပတ်သက်ပြီးစကားလုံးလေးတွေကိုမျှဝေပေးသွားပါမယ်ပထမဆုံးစကားလုံးလေးအနေနဲ့အေးမိတွေကိုထိုင်းလို့ပင်ဝတ်ဆိုတာကအေးမိသည်ပြီးတော့အေးမိဖျားနာတယ်လို့လည်းသုံးလို့ရတယ်ပေါ့နော်နောက်ပြီးကြတော့ပင်ခိုက်ဆိုတာကလည်းဖျားနာတာပဲပင်ခိုက်ဖျားနာတယ်အိုင်ချောင်းဆိုးတယ်ပေါ့နော်အိုင်ချောင်းဆိုးသည်ပြီးတော့ချောင်းဆိုးပျောက်စီးကိုထိုင်းလို့ယာကဲအိုင်ချောင်းဆိုးပျောက်စီးပြီးတော့လေချောင်းနာတွေကိုဂျစ်ခေါ်ဆိုတာကနာကျင်သည်ခေါ်ဆိုတာကလေပင်နာသည်ပေါ့နော်ဂျစ်ခေါ်ပြီးသွားရင်ကြိုက်သည်ကိုပူဝတ်လို့တောင်းလို့ရပါတယ်ပူဝတ်ကြိုက်သည်ပြီးတော့ပူဝတ်ခေါ်ဆိုတာကအစေးမြစ်ကြိုက်ခဲသည်ပူဝတ်ဆိုတာကကြိုက်သည်ခဲသည်ပြီးတော့ခေါ်ဆိုတာကအစေးမြစ်ပေါ့နော်အစေးမြစ်ကြိုက်ခဲသည်ပူဝတ်ခေါ်ပြီးတော့ခြေထောက်ကြိုက်သည်ကိုထိုင်းလို့ပူဝတ်ခါခြေထောက်ကြိုက်သည်ပြီးတော့ဘိုင်းနာသည်ကိုပူဝတ်ท้องဘိုင်းနာသည်ท้องจะဘိုက်ပေါ့နော်ပြီးတော့သွားနာသည်သွားကြိုက်သည်ကိုပူဝတ်ฟันဆိုတာကသွားနာသွားကြိုက်သည်ပြီးတော့ကြိုက်ခဲညောင်းညာသည်ကိုပူဝတ်เมื่อยဆိုတာကเมื่อยဆိုတာကညောင်းညာသည်ပေါ့နော်ကြိုက်ခဲညောင်းညာသည်ပြီးတော့ကြက်သားတွေနာကျင်ကြိုက်ခဲတွေကိုปวดเมื่อยกล้ามเนื้อဆိုတာကဒီကြက်သားတွေနာကျင်ကြိုက်ခဲသည်ပြီးတော့ပူဆက်ပူလောင်နေလို့ကြိုက်ခဲတာမျိုးကိုปวดแสบปวดร้อนဆိုတာကပူဆက်ပူလောင်နေကြိုက်ခဲသည်ကိုပြောတာပေါ့နော်ပြီးတော့ကြောကြိုက်သည်ကြောနာသည်ကိုปวดหลังဆိုတာကကြောကြိုက်ကြောနာသည်